သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ပြာသူလာဆန်း9ရက်နေ့လိုင်သာယာမြို့နယ်73-14ရပ်ကွက်စစ်တွေလမ်းမိသားစုတို့ဤဒုတိယအကြိမ်ဆင်းရင်ခြင်းပပြုလုပ်အပ်သည့်အထူးဓမ္မပူဇာသဘင်တရားပွဲဝယ်ဟောကြားအပ်သောအင်အားရှိမှအခက်အခဲကိုကျော်လွှားနိုင်မည်တရားဒေသနာတော်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆိုပူဇော်ပြီးတရားပွဲကိုစကြရအောင်ယောကပ္ပဂောတိဟိပိယပမေယံကာလံကရွန်တောတိတုက္ကရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်အတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာတဲ့ချစ်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအားရှိမှအခက်အခဲများကိုကျော်လွှားနိုင်မယ်ဘယ်ရာပဲဖြစ်ဖြစ်လောကမှာဖြတ်ကျော်ရတဲ့အခက်အခဲဆိုတာရှိတတ်တယ်ပေါ့လူဘဝရောက်လာလို့ရှိရင်လည်းလူဘဝနဲ့ပတ်သက်တဲ့အခက်အခဲတွေရှိတာအဲ့ဒီအခက်အခဲတွေကိုရင်ဆိုင်ပြီးတော့ဖြတ်ကျော်နိုင်ဖို့ဆိုတာအင်အားမရှိရင်မဖြတ်ကျော်နိုင်ဘူးဒါကြောင့်မို့လို့အင်အားရှိရမယ်ဘုရားမြတ်စွာကဓမ္မရှုထောင့်ကနေပြီးရှိတဲ့ရှိလိုက်တဲ့အင်အားတွေရှိဖို့ဒီသုတ်တံမှာလမ်းညွှန်ပြုထားတာတရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဒီတရားနာပြီးတဲ့အခါတို့တွေဘလို့အခက်အခဲတွေကိုဘလို့ဖြတ်ကျော်ရမယ်ဆိုတာသဘောပေါက်နားလည်သွားပြီးမိမိတို့တဏ္ဍာမှာလိုအပ်တဲ့အင်အားတွေမပြည့်သေးဘူးဆိုရင်ထိုအင်အားတွေရှိလာအောင်ကြိုးစားကြရမှာပေါ့အဲ့ဒါလို့မရှိသေးတဲ့အင်အားတွေရှိလာအောင်လုပ်တာကိုပဲတရားကျင့်တယ်လို့ပြောတာပဲเนาะတရားဓမ္မကိုလိုက်နာကျင့်သုံးပြီဆိုလို့ရှိရင်မိမိမှာအင်အားတွေပြည့်စွမ်းအားတွေကိုယ်တဏ္ဍာမှာရလာအရေးကြီးဆုံးကစွမ်းအားအင်အားဆိုတာသိပြီးတော့အရေးကြီးတယ်အင်အားမရှိဘူးဆိုလို့ရှိရင်ဘာမှလုပ်လို့မရဘူးတဲ့ဒါကြောင့်မလို့အင်အားဆိုတာဒီနေရာမှာတကယ်လိုအပ်တဲ့အင်အားပါလဲ
တန်တရားခရီးကိုဖြတ်တန်းသွားလာတဲ့အခါမှာလိုအပ်တဲ့အင်အားကပါလေလူဘဝမှာကြုံတွေ့နေရတဲ့လူတိုင်းမရှောင်လွှဲနိုင်အောင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကပါလေအဲ့ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်ဖို့ရရှိရမယ့်အင်အားတွေကပါလေဆိုတာဘုရားမြတ်စွာကဒီသုတ်တံမှာဟောထားတယ်နော်ဘုန်းကြီးတို့ဒီကနေ့ဟောတဲ့တရားဒီဘုရားမြတ်စွာဟောထားတဲ့သုတ်တံတစ်ခုကိုရှင်းလင်းပြီးတော့ဟောကြားမှာဖြစ်ပါတယ်ဘုန်းကြီးတို့ကိုယ်ပိုင်အတွေးခေါ်ကိုယ့်ဘာကိုဟောတာမဟုတ်ပါဘူးနော်ဘုရားမြတ်စွာကပါဠိလိုဟောထားတဲ့ဗယသုတ်တံဆိုတာအင်္ဂုတ္တရနိကာယမှာရှိတယ်အဲ့ဒီသုတ်တံကိုရှင်းလင်းပြီးတော့ဒီကနေ့ညဟောကြားရအောင်အင်အားရှိမှအခက်ခဲများကိုကျော်လွှားနိုင်ကိုယ်အခက်ခဲကိုလူတိုင်းတော့သိကြမှာပဲမြတ်စွာဘုရားကထောက်ပြထားတဲ့အခက်ခဲတွေကဘာတွေတုံးကြည့်ကြရအောင်လူလောကလူရည်လို့ဖြစ်လာလို့ရှိရင်နံပါတ်1ရင်ဆိုင်ရမှာကဘာလို့ဆိုရင်အာဇီဝိကဘယအာဇီဝိကဆိုတာအသက်မွေးအတွက်အခက်ခဲတစ်ခုလူလားမြောက်လာပြီဆိုလို့ရှိရင်အသက်မွေးဝမ်းကြောင်းအတွက်ငယ်စဉ်တောင်ကြီးကလေးဘွားကမိဘတွေကကြောင်းပို့ဘာအတွက်ပို့တာတော့ဆိုလို့ရှိရင်ကြည့်အသက်မွေးဝမ်းကြောင်းပညာရဖို့ပို့တာမဟုတ်လားလူတယောက်ဟာလူဘွားမှာဝင်လေထွက်လေလေးနဲ့တဲ့အသက်ရှင်နေလို့မရဘူးတဲ့ပညာရတစ်ခုခုရှိမှအသက်မွေးဝမ်းကြောင်းပြည့်စုံနိုင်တယ်ဒါလူလောကလူတွေအတိဆုံးပဲဟုတ်ကဲ့ဘာပညာမှမရှိဘူးဆိုလို့ရှိရင်လူလောကမှာအသက်ရှင်ဖို့ခက်တယ်အသက်မွေးဝမ်းကြောင်းဆိုတာအာဇီဝိကလူကလူရလူဖြစ်လာပြီးတဲ့နောက်မှာအသက်ရှင်တည်နေဖို့အတွက်ကြိုးပမ်းနေကြရနေ့စဉ်လူတွေအလုံးလုံးတာဘာအတွက်တုံးအသက်ရှင်ဖို့အလုံးလုံးအဲ့ဒီအသက်ရှင်ဖို့အလုံးလုံးနေရတဲ့လုပ်တွေကလွယ်ကူသလားလို့ဆိုမလွယ်ကူဘူးတဲ့နော်ကြောက်စရာကောင်းနေရင်ဆိုင်ရတယ်ခဏခကြီးဆိုရင်ကဘာမှာပဲကြည့်လေအလုံးလက်မဲ့ပြဿနာကချင်းချောက်ခံမနေရဘူးလားအလုံးမရှိခြင်းဒီပိုက်ဆံမရှိခြင်းပဲဟုတ်ကဲ့လားပိုက်ဆံမရှိခြင်းဒီစားစရာနေစရာဝတ်စရာမရှိခြင်းပဲအလုံးမရှိတော့ဘူးဆိုရင်ပိုက်ဆံမရှိတော့ပိုက်ဆံမရှိရင်စားစရာမရှိတော့စားစရာမရှိတော့လို့ဆိုဘယ်လိုလုပ်အသက်ရှင်နိုင်ဘူးဟုတ်ကဲ့ဒါကြောင့်မို့လို့လူလောကလူရလို့ဖြစ်လာလို့ရှိရင်နံပါတ်1ရင်ဆိုင်ရတဲ့အခက်ခဲတော့လောကမှာအစဉ်ပြေးနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဆိုရှိပါတယ်ဒါပေမဲ့လို့အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးလူတိုင်းအစဉ်ပြေတာဟုတ်ကဲ့အ ਨੇ စုကအစဉ်ပြေပေမဲ့လို့အများစုအစဉ်ပြေဖို့လိုတယ်ဟုတ်ကဲ့ကဘာရရဒီကနေ့လူဦးရေတန်းပေါင်း9000ကျော်ရှိတဲ့အထဲမှာအလုတ်လက်မဲ့ပြဿနာဆိုတာသတင်းစာတွေထဲမှာပါတယ်နော်အလုတ်ကိုင်မရှိလို့အလုတ်ကိုင်မရှိဘူးဆိုတာလှုပ်ချင်လို့လှုပ်ရတာမဟုတ်ဘူးစားစရာမရှိလို့လှုပ်ရတာဟုတ်ကဲ့ရှိတယ်လေ no work no money တဲ့အလုတ်မရှိဘူးဆိုပတ်စံမရှိဘူး no money no food ပဲဟုတ်ကဲ့ပတ်စံမရှိဘူးဆိုအစာမရှိဘူးစာမရှိရင်ဘာလို့လဲငတ်သိဖို့ပဲရှိတာပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘုရားဟောတဲ့တရားတွေကလူလောကရဲ့သဘာဝကိုကြည့်ပြီးဟောထားတာ reasonable ဖြစ်တယ် logical ဖြစ်တယ်လို့ပြောတာနော်နံပါတ်1ကအာဇီဝိကဘုရားတဲ့လူဘဝရောက်လာလို့ရှိရင်နံပါတ်1ရင်ဆိုင်ရမှာတော့အသက်မွေးဝမ်းကြောင်းမှုနဲ့ပတ်သက်ပြီးရင်ဆိုင်ရလိမ့်မယ်ဒါဟုတ်တယ်အလုံးပို့ပြီးတော့ဘဝအသီးသီးမှာလူတိုင်းဟာကဘာမှာရှိတဲ့လူတွေကဘာရင်ဆိုင်နေရလဲဆိုဒီအလုပ်ပဲရင်ဆိုင်နေကြရတယ်ဟုတ်ကဲ့အာဇီဝိကဘယလို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့အသက်မွေးဝမ်းကြောင်းအခက်အခဲတစ်ခုဖြတ်ကျော်ဖို့ဆိုတာအင်အားရှိမှဖြစ်တယ်အင်အားမရှိမဖြစ်ဘူးဒါနံပါတ်1ရင်ဆိုင်နိုင်အသက်မွေးဝမ်းကြောင်းဆိုတာနေ့စဉ်စားဝတ်နေရေး
လူဘဝလူရည်လို့ဖြစ်လာလို့ရှိရင်အသက်ရှင်ဖို့အတွက်အရာလေးမျိုးကိုမှီပြီးတော့နေရအဲ့ဒါဘာလို့ဆိုရင်စားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာဖြစ်ရင်ဆေးဝါးရဲ့ဟုတ်ကဲ့လားဒါပဲဘုန်းကြီးတွေလည်းဒါပဲဘုန်းကြီးတွေရဲ့ပစ္စည်း၄ပါးဆိုတာကြားဦးရလိမ့်မယ်စတုပစ္စယပစ္စည်း၄ပါးကိုလှူဒန်းပါ၏ဆိုတာပစ္စည်း၄ပါးဆိုတာဒါပဲဟုတ်ကဲ့လူတွေလူလောကမှာအသက်ရှင်ရပ်တည်နေတာရောဒါပဲမဟုတ်လားစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမာရင်ဆေးရှိရမယ်ဘုန်းကြီးတွေကြတော့ဆွမ်းသင်္ကန်းကြောင်းဆေးပစ္စည်း၄ပါးလို့ဒီလိုပြောတာနော်ဆွမ်းဆိုတာစားစရာသင်္ကန်းဆိုတာဝတ်စရာကြောင်းဆိုတာနေစရာဆေးဆိုတာမကြမ်းဖြစ်လို့ရှိရင်အသုံးပြုစရာဟောလူဘဝအသက်ရှင်ရေးဟာဒီလေးမျိုးပဲဘယ်သူပဲဖြစ်ဖြစ်အဲ့ဒါလို့အသက်ရှင်တည်နေဖို့ရအတွက်စားစရာအတွက်အလုပ်ရှိရမယ်ဝတ်စရာရဖို့အတွက်အလုပ်ရှိနေရမယ်နေစရာရှိဖို့အတွက်အလုပ်ရှိနေရမယ်မကြမ်းမမာရင်ဆေးကုသဖို့ဆိုတာရှိရမယ်အဲ့ဒီလိုမှမရှိရင်လူလောကအသက်ရှင်နိုင်မှာမလားမရှင်နိုင်ဘူးဒါကြောင့်မို့လို့လူတိုင်းနံပါတ်1ရင်ဆိုင်ရတာတော့အသက်မွေးမှုပဲဒါကြောင့်မို့အသက်မွေးမှုပညာတွေကိုမရအရကျောင်းတွေမှာတို့ college တို့မှာတို့တက္ကသိုလ်တွေမှာတို့သွားပြီးတော့စီးပူအထောက်ကြရတယ်ငွေကြေးတနအကုန်ခံမြောက်များစွာအကုန်ကြခံပြီးတော့ဒီပညာရက်တွေသင်ယူရတယ်ဘာဖြစ်လို့အသက်မွေးဝမ်းချောင်းအတွေ့ဟုတ်ကဲ့လားအပြောသင်တာဟုတ်ကဲ့လားမဟုတ်ဘူးပညာကောင်းကောင်းရလို့ရှိရင်အလုပ်ကောင်းကောင်းရမယ်ဆိုတဲ့မျှော်လင့်ချက်ပဲမဟုတ်လားကျောင်းသားလေးတွေဆိုလို့ရှိရင်နေမှာညမှာကြက်လိုက်ကြကုခေတ်ကလေးလေးတွေဟာကြည့်အမေရင်ခင်ကခွာလိုက်တာနဲ့သူတို့ကြောပေါ်မှာလွယ်အိတ်ကြီးတွေရောက်လာလွယ်အိတ်ကြီးတွေကြောပိုးပြီးတော့သွားလိုက်ရတာကျောင်းကပြန်တော့ကျူရှင်းနဲ့ဟုတ်ကဲ့လားဒီကနေ့ကလေးတွေဟာကြောကုန်းပေါ်မှာအထုပ်ကြီးတင်ပြီးတော့သွားနေကြရတယ်ဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကတ်တွန်းလေးတစ်ပုဒ်ဆွဲထားတာတွေ့ကလေးပေါက်စားလေးနောက်ကကြောပုတ်အိတ်ချီနဲ့ကျောင်းသားလေးရဲ့ပုံကိုဆွဲထားတယ်နောက်ကကြောပုတ်အိတ်စာအုပ်တွေကလည်းအများကြီးလေးခုခေတ်သင်ရတယ်အဲ့ဒီကြောပုတ်အိတ်ကလေးမှာစာအုပ်တွေအများကြီးထည့်ပြီးတော့ကလေးငယ်ငယ်ရွယ်ရွယ်နဲ့သွားနေတဲ့ပုံကလေးကိုပြပြီးတော့အောက်ကစာတန်းကဘာရေးထားတော့ဆိုဒီကလေးဘာအပြစ်ရှိလို့အလေးပင်တွေမခိုင်းထားတာတော့တဲ့ဒီကလေးမှာဘာအပြစ်ရှိလို့တော့ဘုန်းကြီးတို့ကြည့်လိုက်လို့ရှိရင်ဟုတ်တယ်ကလေးလေးတွေကျောင်းပြီးကျူရှင်ပြီးကျောင်းဒါဘာဖြစ်လို့တော့လို့ဆိုရင်အခုပြောခဲ့တဲ့အာစီဝိကဘယအသက်မွေးမှုကိုရင်ဆိုင်ဖို့မဟုတ်လားမိဘတွေကလည်းဒါအတွက်စိုးရိမ်တယ်လေပညာမတတ်ရင်ဒီတွေပင်ပန်းလိုက်မယ်အခုပင်ပန်းတာတော်သေးတယ်ပညာတတ်ရင်ချမ်းသာမယ်ဆိုတဲ့မျှော်မှန်းချက်တွေနဲ့မိဘတွေကငွေကြေးတနာအကုန်ကြခံပြီးတော့ပညာသင်ပေးတာဘာအတွက်လဲလို့မေးလို့ရှိရင်အသက်မွေးဝမ်းကြောင်းအတွက်ပဲဟုတ်ကဲ့အဲ့ဒါကိုမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောခဲ့တာနော်ဒီကနေ့ခေတ်ကိုဟောတာမဟုတ်ဘူးလူရှိနေရင်ဒါတရားတွေကထာဝရမှန်းနေပါလူဟာတူတူပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလူဒီကနေ့လူတူတူပဲဟိုနိုင်ငံကလူဒီနိုင်ငံကလူတူတူပဲလူဆိုသည်မှာတူတူချီပဲဟုတ်ကဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကဟောထားတဲ့တရားဟာဒီကနေ့ထိအောင်မှန်းနေသေးတယ်လူဘဝရောက်လာလို့ရှိရင်နံပါတ်1ရင်ဆိုင်ရမှာကဘာတော့အသက်မွေးမှုတဲ့ဟုတ်ကဲ့လားအဲ့ဒီအသက်မွေးမှုအတွက်ကလေးလေးတွေကမိခင်ရင်ခွင်ကခွာတဲ့အချိန်ကစပြီးအလုံးလုံးကြရပြီဒီအတွက်ညှို့မှန်းချက်ကြီးထားပြီးအလုံးလုံးနေကြရပြီအဲ့ဒီအာဇဝိကဘယဆိုတဲ့ဒီအခက်ခဲတစ်ခုလူလောကရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းရင်မဆိုင်ရဘူးလားဒီအခက်ခဲတစ်ခုကြော်ဖြတ်သွားတဲ့အခါကျတော့အခက်ခဲမရှိတော့ဘူးလားလို့ဆိုလာအောင်မယ်အခက်ခဲတွေစဉ်းစားကြည့်
အသက်မွေးဝမ်းကြောင်းတော့ပြည့်ပြည့်စုံစုံဖြစ်သွားပြီဆိုပါစို့ဒီအခက်ခဲတစ်ခုဖြတ်ကျော်လိုက်နိုင်ပြီနောက်ထပ်ဘာပြဿနာတစ်ခုနဲ့ထပ်ရင်ဆိုင်ရတော့ကိုယ့်ဘဝကိုစဉ်းစားကြည့်ဘုရားဟောတာဟုတ်မဟုတ်နော်မြတ်စွာဘုရားကထပ်ဟောတယ်ဒုတိယဒီအခက်ခဲပြေလည်သွားရင်ဒုတိယရင်ဆိုင်ရမယ်အရာကဘာလို့ဆိုရင်အတိလောကဘုရားတဲ့အတိလောကဘုရားဆိုတာနာမည်ပြတ်မှကြောက်အားဟုတ်ကဲ့အေးအလောက်ကင်ကောင်းဘလို့ကောင်းကောင်းပညာတွေဘလောက်တတ်တတ်လူတယောက်ဟာနာမည်ပြတ်သွားပြီဆိုလို့ရှိရင်မထိခိုက်ပေဘူးလားအေးဒါကြောင့်မို့လို့အကျော်စောမဲ့မှာတော့နာမည်ပြတ်မှာတော့လူတွေမကြောက်ကြဘူးလားကြောက်လို့မဟုတ်တာလှုပ်တောင်တိတ်တိတ်လှုပ်ကြဟုတ်ကဲ့လူမသိအောင်လှုပ်ဘာလို့လူသိရင်အ ਨੇ ဆုံးရှက်เสียဖြစ်မယ်နာမည်ပြတ်လူတိုင်းနာမည်ပြတ်မှမကြောက်ဘူးလားကြောက်တယ်အဲ့ဒါလည်းအခက်ခဲတစ်ခုနာမည်ပြတ်မှကြောက်เสียကောင်းတဲ့အတွက်ကြောင့်အတိလောကဗျာတဲ့ကုမ္ပဏီပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ပုဂ္ဂိုလ်တဦးလည်းပဲဖြစ်ဖြစ်အဖွဲ့အသင်းပဲဖြစ်ဖြစ်နာမည်ပြတ်သွားပြီဆိုလို့ရှိရင်ဒီလူဟာအခက်ခဲတွေအများကြီးကြုံသွားပြီဟုတ်ကဲ့လားဒါကြောင့်မို့လို့အသက်မွေးမှုပြေလည်ပြီးတဲ့နောက်မှာနာမည်မပြတ်ဖို့ကပိုအရေးကြီးလာတယ်ဟောဒီအခက်ခဲတစ်ခုထိန်းရဒီအခက်ခဲတစ်ခုတော့ဘာနဲ့ထိန်းလဲဆို morality ကိုချင်းတရားရှိနေဖို့လိုတယ်မှန်ကန်တဲ့သစ္စာရှိလူချင်းချင်းပေါင်းတဲ့အခါမင်းမှာသစ္စာလူမှာဂတိတည်တာမျိုးနော်အဲ့ဒီအတိလောကဘုရားလို့ဆိုတဲ့အကျော်စောမဲ့တဲ့ဘေးဟာလည်းပဲလူလောကမှာရင်ဆိုင်ရတတ်တဲ့အရာဖြစ်လို့အသက်မွေးမှုဝမ်းကြောင်းပြေလည်သွားပြီဆိုလို့ရှိရင်ဒီဟာနဲ့တွေ့လိမ့်မယ်တဲ့အဲ့ဒါလည်းပဲအင်အားမရှိဘူးဆိုရင်မဖြတ်ကျော်နိုင်ဘူးဒါလည်းဟုတ်ကဲ့ကဲကောင်းပြီနာမည်ပြတ်တဲ့ဘေးမရှိပါဘူးလူတော်လူကောင်းဖြစ်တဲ့အတွက်ကြောင့်အသက်မွေးဝမ်းကြောင်းမှုလည်းအဆင်ပြေတယ်နာမည်လည်းမပြတ်ဘူးကောင်းကောင်းနေသည့်အတွက်ကြောင့်နာမည်မပြတ်ဘူးအခက်ခဲကုံသွားလားဆိုမကုံသေးဘူးနောက်တစ်ခုလာအောင်နောက်တစ်ခုကဘာတော့ဆိုပရိသတာရိစ္ဆဘုရားပရိသဆိုတာပရိသတာရိစ္ဆဆိုတာကြောက်တာလူကြားတဲ့တိုးရမှာကြောက်တဲ့အခက်ခဲတဲ့လူကြားတဲ့ဆိုတာလူတိုင်းတိုးရဲတာမဟုတ်ဘူးเนาะဟုတ်ကဲ့လားလူကြားတဲ့မတိုးရဲတဲ့လူကြားတဲ့မတိုးဘူးဆိုတော့သူတခုလှုပ်ထားလို့နေမှာပေါ့လူလည်းကောင်းမသွားရဲဘူးလူကြားတဲ့မတိုးရဲဘူးလူတွေထဲမှာမျက်နှာမပြရဲဘူးဆိုတာမျိုးမရှိဘူးလားအေးပရိသတ်ထဲမှာမဝင်ဆန့်ဘူးတဲ့မဟုတ်တာလို့တဲ့ပုဂ္ဂိုလ်ကကုတ်ချောင်းနဲ့ပရိသတ်ထဲမှာမသွားရဲဘူးတိတ်တိတ်ငါအကြောင်းတွေများသိကုန်မလားသူများတွေကငါအကြောင်းများပြောနာလားနှစ်ယောက်တူတူပြောနေငါအကြောင်းပြောတယ်ပဲဖြစ်ဟုတ်ကဲ့လားအဲ့ဒါလို့လူကြားတဲ့မဝင်ဝဲအောင်ဖြစ်ရတဲ့အနေအထားမျိုးဟာလည်းပဲလူလောကမှာမကြုံတွေ့ရဘူးလားဒါလည်းအခက်ခဲတစ်ခုပဲကဲဒါတွေပြေပါပြီအသက်မွေးဝမ်းကြောင်းကလည်းအဆင်ပြေတယ်နာမည်ပြတ်တာလည်းမရှိဘူးပိဋကထဲမှာလည်းတင်းအောင်တင်းတယ်ပဲအားလုံးက welcome လုပ်တယ်ဟုတ်လားလာလို့ရှိရင်အားလုံးကနေရာပေးတယ် welcome လုပ်တယ်ပိဋကထဲမှာလည်းရဲဝံ့သွားနိုင်လာနိုင်တယ်အဲ့ဒီအနေအထားတွေရောက်ပြီးတော့နောက်ထပ်ရင်ဆိုင်ရမယ့်အခက်ခဲမရှိဘူးလားလို့ဆိုရှိသေးတယ်နောက်ထပ်ရင်ဆိုင်ရမယ့်အခက်ခဲကတော့ဘယ်လူမျိုးမှမရှောင်နိုင်တဲ့ရှောင်လို့မရတဲ့အခက်ခဲတစ်ခုပါတော့ဆိုရင်သိချင်းတရားတဲ့မရဏဘယသိရမှာမကြောက်ဘူးလားလောကကြီးမှာအစဉ်ပြေးလေပို့ပြီးမသိချင်းလေပဲဟုတ်ကဲ့လားအစင်မပြေတဲ့လူကတော့သိခြင်းတယ်လေသိခြင်းလို့တရားဘောခုံချတာတော့ဘာလုပ်တာတော့ညာလုပ်တာတော့စိတ်တောက်တာတော့ဟုတ်ကဲ့အစင်ပြေနေပြီဆိုရင်ဘယ်သူမှမသိခြင်းဘူးသို့တော်လည်းပဲမသိခြင်းလို့ရောနေရမလားမနေရဘူးအဲ့တော့နောက်ဆုံးရင်ဆိုင်ရမယ့်အခက်ခဲကဲသိရပြီဆိုတဲ့အချိန်မှာသိခြင်းတရားကိုရင်ဆိုင်ပြီဆိုရင်ကြောက်လန့်နဲ့သိရတာမဟုတ်ဘဲနဲ့ရဲဝံ့ကိုသိခြင်းတရားကိုရင်ဆိုင်နိုင်ဖို့အရေးမကြီးဘူးလားလူလောကလူတိုင်းသိရမယ်ဆိုတာတော့သိတယ်ပြီးတော့လည်းကြောက်တယ်
ကြောက်နေလို့လဲလွတ်လားဆိုမလွတ်ဘူးတချို့များဘလောက်ကြောက်တုံးလို့ဆိုလို့ရှိရင်တေးရမှာဘလောက်ကြောက်တုံးဆိုမင်းအသက်ဘလောက်ရှိပြီတော့မေးရင်မကြိုက်ဘူးဘုန်းကြီးတို့အရက်စီကဒကာကြီးတယောက်ဆိုလို့ရှိရင်သူ့အသက်မေးလို့ရှိရင်အဲ့ဒါရန်သူပဲသူကဘာဖြစ်လို့အသက်မေးတာမကြိုက်တုံးဆိုရင်သေမင်းကြားသွားမစုံလို့တဲ့အသက်ကိုမမေးနဲ့သေမင်းကကြားသွားမစုံလို့တဲ့ဒါဖြင့်သေမင်းကဘယ်အရွယ်တွေခေါ်တာတော့လို့သေမင်းကအရွယ်မကြီးပါဘူးခေါ်ပါတယ်ဟုတ်ကဲ့လားငယ်ငယ်လေးလည်းသေတာပဲလူလတ်လည်းသေတာပဲလူကြီးလည်းသေတာပဲဟုတ်လားအသက်သိလည်းသေတာပဲအသက်မသိလည်းမသေဘူးလားသူကကြံကြံဖန်ဖန်ကြောက်တာသေမင်းကြားသွားမစုံသူကသေမင်းကိုတခြားလာတဲ့ထင်းနေတာအဲ့ဒီပြောတဲ့လူကသေမင်းကြီးပဲဘုန်းကြီးတို့တခါတော့ကစာသင်ကလေးတွေမေးဘူးတဲ့ဟေးမင်းတို့သေမင်းဆိုတာမြင်ဘူးလားမမြင်ဘူးတဲ့မမြင်ဘူးရင်မှန်လေးသာထောင်ကြည့်လိုက်ကွာသေမင်းကတော့မင်းနဲ့တူနေတာပဲမှန်ထောင်ကြည့်လိုက်ရင်သေမင်းမြင်ဘူးပါလိမ့်မယ်ကြက်လားတခြားထောင်နေနဲ့ကိုယ့်မျက်စိရှိကိုယ့်ရှိကိုထောင်ကြည့်လိုက်အဲ့ဒီမှန်နဲ့ပေါ်လာတာသေမင်းပဲတချို့ကသေမင်းဆိုတာအစွဲကြီးနဲ့လားနော်လက်သေးရှည်ကြီးနဲ့လားလို့ဒီလိုအောင်းမေ့ဟုတ်ပါဘူးချောချောလှလှလေးကိုသေမင်းမှန်နဲ့မှပေါ်လာတာလေအေးနောက်ဆုံးလူတွေကြော်လွှားရမယ့်အခက်ခဲတစ်ခုကသိချင်းတရားတစ်ခုပဲတဲ့ဟုတ်ကဲ့လားလူလောကကြီးမှာဘလောက်အဆင်ပြေနေအလောက်ကင်ကဘလောက်ကောင်းကောင်းနာမည်ကဘလောက်ကောင်းကောင်းပရိသတ်ထဲမှာဘလောက်နာမည်ကြီးနေနောက်ဆုံးရင်ဆိုင်ရမယ့်အခက်ခဲတစ်ခုကဘာလို့သိချင်းတရားအဲ့ဒီသိချင်းတရားကိုကြောက်ရွံ့မနေပဲနဲ့ရင်ဆိုင်ပြီးတော့ကြော်ဖြတ်ရမှာအဲ့ဒီတစ်ခုကဲဒါနဲ့ပြဿနာကကုံသွားလားလို့ဆိုမကုံသေးဘူးလာသေးတယ်လူ့ဘဝရောက်လာရင်တည်သွားလူတွေကပြောတယ်အေးတာပဲနဲ့မပြောဘူးလားအေးသေအေးတာပဲသေအေးတာပဲနဲ့ခဏခဏပြောမအေးဘူးနောက်တစ်ခုပြဿနာတစ်ခုချန်နေတယ်နော်အဲ့ပြဿနာတခြားမဟုတ်ဘူးတကြိုစိတ်မရှိတဲ့ပြဿနာပြောတာမဟုတ်ဘူးဟုတ်ကဲ့တကြိုစိတ်ရှိမရှိဒါကြီးတော့ဘယ်သူမှသိမထားဘူးဟုတ်ကဲ့ဘယ်သူမှသိမထားဘူးအဲ့တော့နောက်ပြဿနာတစ်ခုကိုမြတ်စွာဘုရားကဟောတာတော့ဒုက္ခတိဗျာတဲ့သေသွားလို့ရှိရင်ကောင်းရမွန်ရမရောက်ခိုင်းနဲ့မကောင်းတဲ့ဘုံရောက်သွားမှာရောမကြောက်ရဘူးလားအေးကြောက်ရတယ်အဲ့ဒါကိုကြောက်စားကောင်းလူဘဝကသေသွားပြီးနွားဖြစ်မှလည်းကြောက်ရတယ်ခွေးဖြစ်မှလည်းကြောက်ရတယ်ကြောင်ဖြစ်မှလည်းကြောက်ရငရဲကြသွားမှလည်းကြောက်ရဟုတ်ကဲ့အေးအပယ်လေးပုံဆိုတာကြောက်စရာအပယ်လေးပုံဆိုကြောက်စရာတချို့ကငရဲဆိုတာရှိလို့လားလို့ပြောတဲ့လူကရှိသေးတယ်နော်တိရစ္ဆာန်တော်တို့မြင်ဘူးနေတာဆိုတော့ရှိရလားမမေးဘူးငရဲကတော့မမြင်ဘူးတော့ရှိရလားမြတ်စွာဘုရားကငရဲဆိုတာရှိတယ်ဆိုတာငရဲရဲ့ဒုက္ခကိုမြတ်စွာဘုရားဘယ်လိုဟောထားတော့ဆိုရင်အလုံးနားလည်အောင်မြတ်စွာဘုရားဘယ်လိုဟောလဲငရဲဆိုတာတဲ့အမတန်ကြီးလေးတဲ့ဒုက္ခမျက်စိကမြင်ရသမျှလဲကြောက်စရာလန့်စရာကြီးပဲမြင်ရနားကကြားသမျှလဲမကောင်းတဲ့အတန်တွေပဲကြောက်စရာအတန်တွေပဲကြားရမယ်နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလည်းပဲကြောက်စရာအနံ့ကြီးတယ်လျှာကနေပြီးတော့လက်ရရတဲ့အရာကလည်းဆိုးရတဲ့အရာခန္ဓာကိုယ်ကထိတွေ့ရတာလည်းပဲကြမ်းတမ်းခက်ထန်လာတဲ့နာကျင်ဆူးရှာလာတဲ့အရာမျိုးတွေကြီးပဲတဲ့ဟုတ်ကဲ့မြတ်စွာဘုရားကငရဲရဲ့ဒုက္ခကိုဥပမာပေးထားတာရှိတယ်ရာဇဝသားတယောက်ကိုဘုရင်ကအမိန့်ချတယ်တဲ့ဒီကောင်ဆိုးတယ်မနဲ့ခင်းမှာလှန်တဲ့အချက်တရာထိုးဟောနေ့လည်ခင်းမှာလှန်တဲ့အချက်တရာထိုးညကြလို့ရှိရင်ညနေခင်းမှာလှန်တဲ့အချက်တရာထိုးဟောအချက်300ထိုးခံအောင်အပြစ်ထံပေးတာကဲလှန်နဲ့ထိုးတယ်ဆိုတာအလုံးလှန်ဆိုတာမြင်ဘူးတာပဲနော်မနာပေဘူးလားအေးနာယုန်နေပဲကမယ်နော်ချက်300တော့မထိုးရတော့ပါဘူးချက်300မစိတ်ခင်သေသွားမှာပေါ့အဲ့
အဲ့ဒီလူရဲ့ဒုက္ခကိုစဉ်းစားကြည့်လှန်တဲ့အချက်300ထိုးခံရတဲ့လူရဲ့ဒုက္ခကိုစဉ်းစားကြည့်မြတ်စွာဘုရားကငရဲဒုက္ခဆိုတာဒီတဲ့ကြီးတယ်တဲ့အဲ့ဒီငရဲဘုံကိုဘယ်လိုပုဂ္ဂိုလ်တွေရောက်ကြတာတော့ဆိုလို့ရှိရင်အကုသိုလ်မှုပြုတဲ့ပုဂ္ဂိုလ်တွေရောက်တာသူများတဲ့တတ်တယ်သူများဥစ္စာခိုးတယ်မကောင်းတဲ့အလုပ်တွေဒုစရိုက်လုပ်ငန်းတွေကိုတွင်တွင်လုပ်ပြီးကုသိုလ်ကောင်းမှုလုံးဝမရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးတွေဟာသိလို့ရှိရင်ငရဲရောက်သွားတတ်တယ်နောက်တစ်ခုကတော့ရေပုံရအားဖြင့်ပြောမယ်ဆိုရင်ဒေါသနဲ့သိလို့ရှိရင်ငရဲရောက်တယ်တဲ့အရေပုံရဟုတ်လားသိတဲ့အချိန်မှာဒေါသနဲ့သိသွားရင်ငရဲရောက်တယ်လောဘနဲ့သိလို့ရှိရင်ပြိတ္တာဖြစ်တယ်မောဟနဲ့သိရင်တိရစ္ဆာန်ဒါရေပုံရပြောတယ်စကားနော်အေးဒါကြောင့်မလို့သိသွားတဲ့အခါကျတော့မကောင်းတဲ့ဘုံဘဝရောက်သွားလို့ရှိရင်သွားပါလေရောပြင်လို့မရတဲ့အနေအထားကြီးဖြစ်သွားတယ်ကဲငရဲဆိုတာကိုမမြင်ရလို့ငရဲရဲ့ဒုက္ခကိုမသိပါဘူးလို့ပြောခြင်းပြောကိုမမြင်ရဘူးဟုတ်ကဲ့ဒီကနေ့မြင်နေရတဲ့တိရစ္ဆာန်တွေရဲ့ဒုက္ခကိုကြည့်ဘုန်းကြီးတို့လမ်းသွားတိုင်းတွေ့ကြက်ကလေးတွေဝက်ကလေးတွေနဲ့ကြည့်တော့ကြက်တွေဆိုရင်ခြေထောက်ကိုစုကျိုးနဲ့ချီမော်တော်ဆိုင်ကယ်ပေါ်တင်မောင်းသွားစောက်ထိုးဟုတ်ကဲ့ချင်းနဲ့ကြက်တွေထက်ကားပေါ်ကနေဒီတိုင်းပြစ်ချတိရစ္ဆာန်တွေရဲ့ဘဝကိုစဉ်းစားကြည့်ဘယ်သူမှမလုပ်ပါနဲ့ဟဲ့လို့မပြောဘူးကျိုးနဲ့လည်းတုတ်ထားသေးတယ်အရှင်ကြီးဟုတ်ကဲ့အခုထူးထူးဆန်းဆန်းတွေ့တယ်တလောတော့ကမန္တလေးပဲသွားတော့စိတ်နှကောင်ကိုကြောချင်းရှင်ပြီးတော့ကြောချင်းကပ်ပြီးတော့ကျိုးနဲ့ချီပြီးမော်တော်ဆိုင်ကယ်နောက်ကတင်သွားတယ်အဲ့ဒါချစ်လို့ခေါ်သွားတာများမအောင်မိတ်နဲ့ဟုတ်ကဲ့ချစ်တော့ချစ်တာပေါ့လေအသားစားကြတယ်ကဲသူတို့ဒုက္ခဘယ်လောက်ကြောက်စရာကောင်းလဲနော်ဒါစဉ်းစားကြည့်တိရစ္ဆာန်တွေရဲ့ဒုက္ခမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကတိရစ္ဆာန်တွေရဲ့အကြောင်းကိုစကားနှခွန်းနဲ့ဟောထားတာရှိတယ်ဘာလို့ဆိုရင်အညမညခါရိကာဟိုအာဖရိကတောရိုင်းကသွားပြီးတော့တယ်လီဗီရှင်းတွေရိုက်ပြီးတော့ပြနေတဲ့ Discovery Channel ဆိုတာရှိတယ်အဲ့ဒီအာဖရိကတောရိုင်းကတိရစ္ဆာန်တွေရဲ့သဘာဝကိုရိုက်ကူးထားတာကိုကြည့်မယ်ဆိုရင်တိရစ္ဆာန်တွေဟာအညမညခါရိကာတကောင်တကောင်တတ်စားနေတာတဲ့အဲ့ဒီမှာကြည့်လို့ရှိရင်ဩကျွဲကြီးတွေဆိုရင်မသိမရှင်နောက်ကချင်းလေးကနေပြီးတော့ခုန်တက်ပြီးတော့ကျွဲရဲ့ကြောကုန်းကိုခွာစားနေတာလေးတောင်တွေ့ဟုတ်ကဲ့ဒီလိုပဲတကောင်တကောင်တတ်စားနေကြတာမြင်းကြားတွေရေထဲဆင်းတော့မိချောင်းကတတ်စားတယ်ကုန်းပေါ်ရောက်တဲ့အခါချင်းလေးတို့ကြားတို့ကစားတယ်တောကျွဲတွေကွဲသွားပြီဆိုရင်ချင်းလေးတို့ကြားတို့ကကြိုက်တတ်စားတယ်ဩချင်းလေးရဲ့ပါဇက်ကြားရဲ့ပါဇက်ထဲမှာမျက်လုံးကလေးပြူးပြီးတော့အသက်ပြောက်သွားကြတာကြည့်နော်လူလောကအတွက်တိရစ္ဆာန်တွေကအသက်ပြောက်နေတာတန်ပေါင်းများစွာတနေ့တနေ့နဲတာမဟုတ်ဘူးလူတန်ပေါင်း1000စားဖို့အတွက်တိရစ္ဆာန်တွေတန်ပေါင်းများစွာအသက်ပြောက်ကြက်တွေအသက်ပြောက်တယ်ဝက်တွေအသက်ပြောက်တယ်စိတ်တွေအသက်ပြောက်တယ်နွားတွေအသက်ပြောက်တယ်မပြောက်ဘူးလားငါးတွေဆိုမပြောနဲ့တော့ဟုတ်ကဲ့ငါးတောင်မှအခုကရိုးရိုးငါးမဟုတ်ဘူးစီးဖူးဆိုပြီးပင်လယ်ထဲရှိတဲ့ကောင်အကုန်စားတော့တာနော်အဲ့တော့တိရစ္ဆာန်တွေဟာသူတို့ချင်းချင်းလဲတတ်စားတယ်လူတွေကလည်းတတ်စားတယ်ဆိုတော့သူတို့ဒုက္ခမကြီးကျယ်ဘူးလားအညမညခါရိကအချင်းချင်းလဲတတ်စားတာခံရတယ်ဒုက္ခလခါရိကအာမရှိတဲ့အကောင်ကိုအာရှိတဲ့အကောင်ကတတ်စားတာလဲခံရတယ်ဆိုတော့တိရစ္ဆာန်ရဲ့ဒုက္ခကိုမြတ်စွာဘုရားကငါဘုရားနှိုင်းရှင်လို့တောင်မပြနိုင်ပါဘူးတဲ့အမတန်ကြီးမားပါလေဟုတ်ကဲ့လားလူတွေနဲ့ရင်းနှီးလာတဲ့အနိကနေရတဲ့နွားတွေပဲကြည့်အောင်နွားတွေနဲ့အလုံးလုံးတဲ့လူကဒီနွားနေမကောင်းလားခေါင်းခဲနေလားသိရလားခေါင်းခဲလဲလှုပ်ပဲနော်ဘိုက်နာနေလဲပြောတတ်ကြလားအစာစားလို့ရှိရင်လည်းစားသေးတယ်မလုပ်ပြရစေနဲ့ရပါလားဘာမှမပြောတတ်ဘူးဟုတ်ကဲ့အကုသိုလ်ကံအကျိုးပေးထားတဲ့အတွက်ကြောင့်ဘာဆိုဘာမှမပြောတတ်ဘူးခိုင်းရလို့ကဲသူတို့ဒုက္ခကိုနည်းနည်းလေးစဉ်းစားကြည့်ဘယ်လောက်ကြီးချင်
အလွန်ကြီးမားတဲ့ဒုက္ခကြီးဒါကြောင့်မို့လို့နောက်ဆုံးလူတွေအတွက်မှာကြောက်เสียအခက်ခဲတစ်ခုကဘာလို့ဆိုရင်ဒုက္ခတိပယတဲ့မကောင်းတဲ့ဘုံဘဝရောက်သွားမှာကြောက်เสียအကောင်းဆုံးပဲမြတ်စွာဘုရားကတစ်ချိန်တစ်ခါဒုက္ခတိဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ဟာလူဘဝပြန်ရဖို့ဆိုတာအလွန်ခဲယဉ်သွားပြီဟုတ်ကဲ့လားဘာဖြစ်လို့ခဲယဉ်သွားပြီလဲလို့ဆိုလို့ရှိရင်လူဘဝကမှကုသိုလ်စိတ်ကလေးတစ်ခါတည်းဖြစ်နိုင်သေးတယ်တိရစ္ဆာန်ဘဝကုသိုလ်ဖြစ်ဖို့ဆိုတာအလွန်ခွင့်ရနေသွားကုသိုလ်မှမဖြစ်လို့ရှိရင်ကုသိုလ်ကောင်းမှုကသာလူဘုံကောင်းရာဒုက္ခတိကိုရောက်စေနိုင်တာဖြစ်သည့်အတွက်ကြောင့်ကုသိုလ်စိတ်မှလုံးဝမဖြစ်တဲ့တိရစ္ဆာန်တွေဖို့လူဘဝပြန်ရဖို့ဆိုတဲ့ဟာအမတမခဲရင်သွားကြီးကျယ်တဲ့ဆုံးရှုံးမှုကြီးပဲသူတို့ဟုတ်ကဲ့မြတ်စွာဘုရားကကာဏကိစ္စပောပမသုတ်တံမှာဆိုရင်ကာဏဆိုတာမျက်စိကန်းနေတဲ့ကိစ္စပဆိုတာလိတ်ကန်းမျက်စိနှလုံးကွဲနေတဲ့လိတ်ကြီးတစ်ကောင်ပင်လယ်ထဲမှာပင်လယ်ကျမ်းပြည်ရေထဲမှာမြေကျက်စားနေတယ်အဲ့ဒီပင်လယ်ထဲမှာလည်းပဲအပေါက်တစ်ပေါက်တည်းရှိတဲ့ထံပူရုံကြီးလည်းပဲလှိုင်းပုတ်ရမျောချင်ရမျောနေတယ်အဲ့ဒီအချိန်မှာပင်လယ်ထဲမှာလှည့်လည်ပြီးတော့ကျက်စားနေတဲ့လိတ်ကန်းကြီးကနှစ်ပေါင်း100ကြာတဲ့အခါမှာပင်လယ်မျက်နှာပြင်ပေါ်လာပြီးခေါင်းကလေးပြူတယ်တဲ့အဲ့ဒီသူခေါင်းလေးပြူလိုက်တဲ့အခိုက်မှာခုနတုန်းကမျောချင်ရမျောနေတဲ့ထဘိုးတော်ကြီးရဲ့အပေါက်နဲ့သူ့ခေါင်းနဲ့စွန့်မိဖို့ဆိုတာဖြစ်နိုင်မှာမလားအေးအဲ့ဒါကမှမတော်တဆဖြစ်ခြင်းဖြစ်အောင်ပဲတဲ့လူပြန်ဖြစ်ဖို့ခက်တယ်ဟောဖျားပေးတဲ့ဥပမာနော်မယုံမရှိနဲ့တချို့ကတော့လူလောကလူဥယျာဉ်တွေတိုးနေသည့်အတွက်ကြောင့်လူဘဝရခဲ့တယ်လို့တော့မယုံကြဘူးတတ္တဝါတွေရဲ့အနေအထားကိုစဉ်းစားကြည့်လူနဲ့တိရစ္ဆာန်ဘယ်ဟာများလူကပါခုမှတန်ပေါင်း9000ဆိုတာရှိတိရစ္ဆာန်ကြတော့တန်ပေါင်း9000မကဘူးဟုတ်ကဲ့တစ်မျိုးတည်းတင်ကိုမကပွက်စိတ်တစ်မျိုးတည်းတင်ပဲချိပေါ့နော်ပွက်စိတ်တစ်မျိုးတည်းတင်ငါးတစ်မျိုးတည်းတင်ပဲဒီလောက်မကအဲ့တော့တိရစ္ဆာန်လူလောကတိရစ္ဆာန်လောကနဲ့လူလောကဒီနှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်လို့ရှိရင်လူဘဝရခဲ့တယ်ဆိုတာမထင်ရှားဘူးလားအေးကုသိုလ်ကောင်းမှုလေးရှိလို့လူဘဝလာကျင်တာတောင်ခုခေတ်မှာလာခွင့်မပြုဘူးဆိုတာတွေကြားဘူးကြပါတယ်ခုခေတ်ခေါ်တာ family planning လို့ခေါ်တယ်ဟုတ်လားတချို့ကကန့်တတ်ထားတယ်မဟုတ်လားဒီအိမ်က2ယောက်ပဲလက်ခံမယ်လို့ကန့်တတ်တာ။အိုးလူကြီးများတဲ့တရုတ်ပြည်ဆို1ယောက်ပဲလက်ခံ။အဲ့ဒါလာခွင့်မပြုဘူးကြံတဲ့လူတွေမဟုတ်လား။အေးလူတွေများလို့ဆိုလာခွင့်မပြု family planning နဲ့မိသားစုစီမံကိန်းကြီးပေါ့ဟုတ်ကဲ့လား။အေးအဲ့ဒါလူလောကလာခွင့်မပြုတာပဲ။ဒါတွေမကဘူးတချို့က abortion လုပ်တာရှိသေးတယ်ဒီခြားတယ်။ abortion လို့ပဲပြောလိုက်ပါမယ်နော်တချို့နိုင်ငံမှာဆိုဥပဒေနဲ့ကိုခွင့်ပြုထားတာ abortion လုပ်ခွင့်တချို့နိုင်ငံကတော့ခွင့်မပြုဘူး။အော်လူလောကလာချင်တာတောင်မှပဲလာခွင့်မပြုဘူးအကန့်အသတ်ခံနေရတယ်ဆိုတာသူတို့အတိတ်ကအကုသိုလ်ကံလည်းကြီးပါပေတယ်ဟုတ်ကဲ့လား။ဘာနာတိပတ္တအမှုတွေကိုပြုလာတဲ့ပုဂ္ဂိုလ်တွေကလူဘဝအောင်မြင်မြင်လူရည်လို့ဖြစ်ဖို့အခြေအနေသိမ့်မပေးတော့ဘူးတဲ့တချို့ကြတော့မွေးကြတဲ့ကယောဂလေးနဲ့မွေးကြတဲ့ယောဂလေးအပါလာအေးဒါကြောင့်မလို့ဘဝကြီးတစ်ခုလုံးကိုခြုံပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အခက်ခဲပေါင်းမြောက်များစွာမြတ်စွာဘုရားကထောက်ပြထားတာဟောဒီ5ခုနော်နံပါတ်1ကအသက်မွေးမှုအခက်ခဲနံပါတ်2ကနာမည်ပြတ်တဲ့အခက်ခဲနံပါတ်3ကပရိသတ်ထဲမဝင်ရတဲ့အခက်ခဲနံပါတ်4ကသေရမှာဖြစ်တဲ့အခက်ခဲနံပါတ်5ကသေပြီးတဲ့နောက်မကောင်းတဲ့ဘဝရောက်မှာဆိုတဲ့အခက်ခဲဟောဒီအခက်ခဲကြီး5ခုမရှိဘူးလားအဲ့ဒီအခက်ခဲ5ခုကိုကြော်လွှားခြင်းလို့ရှိရင်အင်အားရှိရမယ်တဲ့အဲ့ဒီအင်အားဆိုတာဘာတွေလဲဓနအင်အားနဲ့ကြော်လွှားလို့မရဘူးသေခြင်းတို့နောက်ဘဝဒုက္ခတိမရောက်ဖို့ဆိုတာဓနအင်အားနဲ့ကြော်လွှားလို့ရပါမလား
လောကမှာအင်အားဆိုတာမျိုးမျိုးရှိတယ်ထင်မယ်မြတ်စွာဘုရားကဆိုလိုတဲ့အင်အားစိတ်ချရဆုံးအင်အား၄မျိုးတဲ့ဟုတ်လားအဲ့ဒါကိုမှတ်ထားပါအဲ့ဒီ၄မျိုးကိုမှကိုယ်တဏ္ဍာမှာမရှိသေးဘူးဆိုရင်အဲ့ဒီအင်အားမရှိအောင်ကြိုးစားရမယ်ဟုတ်ကဲ့နံပါတ်1ကပညာခွန်အားပညာဗလပညာခွန်အားရှိရမယ်တဲ့ဟောဒီအခက်ခဲတွေကြော်လွှားကြလို့ရှင်နံပါတ်1ကပညာခွန်အားပညာဆိုတာခုခေတ်ကျောင်းတွေမှာသွားတဲ့နဲ့ပညာမျိုးကိုမပြောဘူးမြတ်စွာဘုရားကဒီနေရာမှာပညာအင်အားဆိုတာဘာလို့ဆိုရင်ဟောတာကအကုသိုလ်ဒါကကုသိုလ်ဒီလိုသိတဲ့ပညာကိုပြောတာတဲ့ခုနကလေးကြော်လွှားဖို့အတွက်ကကုသိုလ်အကုသိုလ်သိဖို့ဆိုတဲ့ပညာမလိုအပ်ဘူးလားလိုအပ်တယ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးလို့သိရမယ်ဒါကကျင့်သုံးသင့်တယ်ဒါကမကျင့်သုံးနိုင်ဘူးလှုပ်သင့်တယ်ဒါကမလှုပ်သင့်ဘူးဒါကလှုပ်သင့်တယ်ဒါကမလှုပ်သင့်ဘူးခွဲခြားသိတဲ့ပညာမျိုးတဲ့ဟုတ်ကဲ့လောကမှာအပြစ်ရှိတာနဲ့အပြစ်မရှိတာခွဲခြားသိဖို့ကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိဖို့လှုပ်သင့်တာမလှုပ်သင့်တာခွဲခြားသိဖို့မသိဘူးဆိုရင်ဘာဖြစ်တော့မလှုပ်သင့်တာတွေလှုပ်မယ်လှုပ်သင့်တာတွေမလှုပ်ဖဲနေမယ်ဆိုတော့အကျိုးမဲ့ဖြစ်တတ်တယ်ဒါပြောထို့တူပဲကုသိုလ်အကုသိုလ်မှမသိလို့ရှိရင်ကုသိုလ်ကိုအကုသိုလ်ထင်ပြီးတော့နေမယ်အကုသိုလ်ကိုကုသိုလ်ထင်ပြီးတော့လှုပ်နေမယ်မရှိဘူးလားဒါမျိုးတွေတချို့ကကုသိုလ်ရတယ်ထင်ပြီးတော့အကောင်မလောင်နေတတ်တယ်ကုသိုလ်ရတယ်လို့ထင်တယ်ဟုတ်ကဲ့ချို့ဆိုဘာပြောသေးလို့ဆိုအာမတရိစ္ဆာန်ဆိုတာလူချွတ်မှကျွတ်ထားတယ်လှုပ်လိုက်ပြီနော်အေးလူချွတ်မှကျွတ်လဲကိုယ်လည်းအချွတ်ခံရမယ်ဆိုတာသတိထားပါအေးအဲ့ဒါလို့လောကကြီးမှာဒီမှားရွေးတဲ့အတွေးခေါ်တွေရှိတယ်တချို့ကကိုယ့်ရောက်တိရစ္ဆာန်လေးတစ်ကောင်ခြေချိုးသွားတယ်ဆိုရင်ဟာဝတ်ပါလိုက်မယ်ဝတ်ပါလိုက်မယ်တခါတည်းအသေးတတ်လိုက်မယ်အဲ့လိုလူကလည်းရှိသေးတယ်ခြေတော်ကျိုးတာဝတ်ပါမှာကြောက်ကြည့်တတ်လိုက်တယ်ဆိုရင်တတ်တဲ့ဝတ်မပါဘူးလားအေးတတ်ခံရမှာပေါ့တော့ခြေတော်ကျိုးအောင်လုပ်တာခြေတော်ကျိုးရုံပဲအသက်မသေးဘူးဟုတ်ကဲ့ဒါပေမဲ့လို့ခြေတော်ကြီးကျိုးနေတာကိုမကြည့်ကျင်ဘူးပေါ့လေဝတ်ပါမဲ့ထင်အသက်ခံရပြီဆိုအဲ့အသက်ခံရတဲ့ဝတ်ကပိုမကြည့်ပေဘူးလားကိုကြည့်တာပေါ့အေးဒါတွေကအတွေးခေါ်မှားတာလို့ခေါ်တယ်ဘာကြောင့်လဲပညာဗလပညာအားနည်းနေလို့ဟောနံပါတ်1ကအရေးကြီးဆုံးကဒါကကုသိုလ်ဒါကအကုသိုလ်ဒါကအပြစ်ရှိတယ်ဒါကအပြစ်မရှိဘူးမသိဘူးဆိုလို့ရှိရင်ရှိတယ်လေအပြစ်မရှိတာကိုအပြစ်ရှိတယ်လို့ထင်တာတွေလည်းရှိတာပဲခုခေတ်မှာဥပမာမဲ့တိမ်ထဲကိုအမျိုးသမီးတွေမဝင်ကောင်းဘူးဝင်အကုသိုလ်ဖြစ်တယ်လို့ပြောတဲ့လူကဒါအပြစ်မရှိတာကိုအပြစ်ရှိတယ်လို့ထင်နေတာတကယ်ကတိမ်ဆိုတာဘုန်းကြီးတွေတန်ဃာတွေရဲ့ညီညွတ်မှုကိုသရုပ်ဖော်ဖို့သတ်မှတ်ထားတဲ့ဧရိယာလေးတစ်ခုပဲဟုတ်ကဲ့လူတွေအတွက်ဘာမှအဓိပ္ပာယ်မရှိဘုန်းကြီးတွေအတွက်သာအဓိပ္ပာယ်ရှိဝင်သည့်အတွက်ကြောင့်လည်းဘာငယ်မရှိဘူးဒါသို့တော်လည်းတချို့ကအဲ့ဒါကိုငယ်ကြီးတယ်လို့ထင်တယ်နော်ငယ်ကြီးတယ်လို့ထင်တယ်ငရဲကြီးတယ်ဆိုတော့မကောင်းတဲ့စိတ်ပါမှငရဲကြီးတာငရဲကြီးတယ်ဆိုတဲ့အကြောင်းတရားတွေကကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်ရုပ်ပါကိုပြောတာအဲ့ဒါကြတော့ငရဲကြီးမှမသိဘူးဩစိတ်ဆိုးစရာရှိဆိုးလိုက်တယ်လောဘဖြစ်စရာတွေရှိရင်ဖြစ်လိုက်တယ်မာနတွေတက်ကြတယ်တယောက်တယောက်မနာလို့အဲ့ဒါမှငရဲကြီးတာဟုတ်ကဲ့ငရဲကြီးတယ်ဆိုတာအကုသိုလ်ကြီးတာကိုပြောတာအကုသိုလ်ကြီးရင်ငရဲကကြီးလာလိုက်မယ်အေးလောကမှာလူတွေရဲ့အယူအဆွဲကအများကြီးပဲအပြစ်ရှိသလားအပြစ်မရှိဘူးလားလို့မသိဘူးမသိတာဘာကြောင့်လဲပညာအားနည်းနေလို့တဲ့ဒါကြောင့်မို့လူဖြစ်လာလို့ရှိရင်ပညာဗလလို့ခေါ်တဲ့ကုသိုလ်အကုသိုလ်ကိုသိစွမ်းနိုင်တဲ့ပညာခွန်အားအပြစ်ရှိတာမရှိတာကိုခွဲခြားသိနိုင်တဲ့ဉာဏ်ခွန်အားလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိနိုင်တဲ့ခွန်အားတဲ့အဲ့ဒီခွန်အားဟာအရေးကြီးဆုံးပါပဲလို့ဒါဗုဒ္ဓမြတ်စွာကဒီလိုဟောပါတယ်နော်အဲ့ဒီအသိပညာနဲ့မှဝေခွဲပြီးတော့မလှုပ်တဲ့နာကိုရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်အကုသိုလ်ကိုရှောင်တယ်ကုသိုလ်ကိုဆောင်တယ်ဆိုလို့ရှိရင်ခုနကပြောတဲ့အခက်ခဲတွေကကျော်လွှားသွားနိုင်တယ်အခက်ခဲတွေကျော်လွှားသွားနိုင်တယ်ဒါကြောင့်မို့နံပါတ်1အရေးတကြီးဆောင်ရွက်ရမှာကတော့ပညာခွန်အားပဲဒါဖြင့်ဒီပညာခွန်အားတပည့်တော်တို့နည်းနေသေးတယ်ဘယ်လိုရအောင်လုပ်မလို့ဆိုလို့ရှိရင်
တရားနာရမယ်တရားစာပေတွေဖတ်ရမယ်မသိတာတွေကိုမေးရတယ်ဟုတ်ကဲ့ဒီဟာကအပြစ်ရှိသလားဒါကအပြစ်မရှိဘူးလားဒါကကုသိုလ်လားဒါကအကုသိုလ်လားမမေးနိုင်ဘူးလားအေးမမေးဘဲနဲ့ဟိုလူပြောဒီလူပြောတတ္တဝါဆိုတာလူချွတ်မှချွတ်တယ်တိရစ္ဆာန်ဆိုတာလူချွတ်မှချွတ်တယ်ဆိုပြီးသွားချွတ်နေကြတယ်နော်သွားချွတ်နေတယ်အပြစ်ရှိတယ်နော်အေးဒါကြောင့်မလို့ပညာဆိုတာဘယ်လိုနည်းနဲ့ရနိုင်တော့လို့ဆိုအာလဝကကြီးကအလဝကဗီလူကြီးကမြတ်စွာဘုရားကိုမေးတယ်ပညာတန်ဖိုးသိလာပြီဆိုပညာဘယ်လိုလုပ်ပြီးရအောင်ယူရမလဲဆိုသူကမေးတယ်ကထံသူလဘတိပညာဆိုတဲ့ခွန်အားကိုဘယ်လိုလုပ်အောင်ဘယ်လိုလုပ်ပြီးရယူရမလဲဆိုမြတ်စွာဘုရားကဖြေတယ်သုတ်တုတာလဘတိပညာမင်းတတ်ချင်တဲ့စိတ်ရှိလို့ရှိရင်ပညာရပါတယ်နားထောင်ခြင်းနဲ့စိတ်ရှိရင်ပညာရပါတယ်ဟောအခုတရားပွဲလာတယ်တရားနာခြင်းတယ်တရားနာခြင်းနဲ့စိတ်ဆန္ဒကြောင့်တရားနာရတယ်နာတဲ့အခါအသိဉာဏ်တွေမတိုးဘူးလားအေးဒါပညာရတယ်ဆိုတာစောင့်ဆိုင်နေစရာမလိုဘူးဒီပညာသိတာနဲ့မသိတာကြောချင်းကပ်နေတာခုနမသိဘူးအခုသိတယ်ဟောချက်ချင်းသိတယ်အေးဒါကြောင့်မလို့ပညာဆိုတာပညာရဖို့အတွက်ဘယ်လိုလုပ်ရတော့လို့ဆိုလို့ရှိရင်တရားနာရတယ်မှန်ကန်စွာရေးထားတဲ့စာအုပ်စာတမ်းတွေဖတ်ရှုရတယ်ကိုယ့်ရဲ့တတိလိမ္မာတဲ့ပုဂ္ဂိုလ်တွေတွေ့ရင်မေးရတယ်မြန်းရတယ်မှတ်သားရတယ်ဘုံတုဒ္ဒစီမှုရတယ်အဲ့ဒီနည်းဖြင့်ကိုယ်တဏ္ဍာမှာပညာခွန်အားဆိုပြည့်အောင်လုပ်ရမယ်ဒါက how to obtain knowledge ဟုတ်လား knowledge ကိုဘယ်လိုရအောင်လုပ်ရမလဲဆိုတာလောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ်ပညာဆိုတာရအောင်ဖြစ်အခုမြတ်စွာဘုရားကပညာခွန်အားဆိုတာအခြေခံကနေသိအောင်လုပ်သင့်မလုပ်သင့်ကိုသိတတ်တဲ့ပညာမျိုးကိုအဓိကထားပြီးဟောတယ်ဒီနေရာမှာဟုတ်ကဲ့ဒီတဲ့ပညာကောင်းလာပြီဆိုရင်ဥပမာမဲ့ဝိပဿနာပညာတရားဓမ္မကိုဘယ်လိုရှုရတယ်ကမ္မထံဘယ်လိုအားထုတ်ရတယ်ကမ္မထံအထုတ်ပြီးရလာတဲ့ပညာတွေကြတော့ကိလေသာအာသောတွေကုန်သွားပြီးနောက်ဆုံးတန်တရားဝကလွတ်သွားနိုင်တာလေဟောဒီပညာခွန်အားနဲ့ပဲဟုတ်ကဲ့ဒါကြောင့်မို့မဂ္ဂင်၈ပါးထဲမှာမြတ်စွာဘုရားဘာဟောထားလို့ဆိုတမ္မာဒိဋ္ဌိတဲ့လေတမ္မာဒိဋ္ဌိဆိုတာ right understanding ပဲအမှန်မြင်တာအမှန်မြင်တယ်ဆိုတာမျက်စိနဲ့မြင်လို့မရဘူးဉာဏ်နဲ့မြင်တာနော်အေးအမှန်မြင်တယ်ဆိုတဲ့ပညာနဲ့မြတ်စွာဘုရားကမဂ္ဂင်၈ပါးကိုဟောထားတာအမှန်မမြင်ဘူးဆိုတဲ့အဝိဇ္ဇာနဲ့ပရိစ္ဆသမုပ္ပါဒ်ကိုဟောထားတာတန်တရားလဲပြီဆိုရင်အမှန်မသိရင်တန်တရားလဲတယ်အမှန်သိရင်တန်တရားပြတ်တယ်အမှန်မသိလို့ရှိရင်ဒုက္ခရောက်တယ်အမှန်သိလို့ရှိရင်ချမ်းသာတယ်ဟောဒီတိုက်သွားနော်ဒါကြောင့်လို့အခက်ခဲမှန်သမျှကြော်လွှားဖို့ရတဲ့ပညာဗလာလို့ဆိုတယ်ပညာခွန်အားတစ်ခုကိုယ်တဏ္ဍာမှာမပြည့်သေးရင်ပြည့်အောင်လုပ်ပါလူတွေကကာယဗလာရအောင်ကတော့တော်နစ်တွေတို့ဗိုက်တာမင်ဆေးတွေတို့တောက်ကြဘာဖြစ်လို့အားရှိအောင်စားတယ်ကောင်းတာလေးတွေဘာဖြစ်လို့အားရှိအောင်ဟုတ်ကဲ့ physical strength ပေါ့ခန္ဓာကိုယ်ကြီးအားရှိအောင်တော့လုပ်တယ်သို့တော့အသိဉာဏ်ခွန်အားရှိအောင်လုပ်ဖို့တော့မေ့နေတတ်တယ်နော်အသိဉာဏ်လည်းခွန်အားရှိအောင်လုပ်နေရမယ်အဲ့ဒါကိုမမေ့နဲ့ပညာခွန်အားဖြည့်နေအောင်နေ့စဉ်ဖြည့်နေဖို့လိုအပ်တယ်ဟုတ်ကဲ့သူကလည်းအားဖြည့်ပြီးမှဖြည့်တာဟာဘုရားမြတ်စွာဟောထားတဲ့တရားဓမ္မတွေဟာ ocean of knowledge ပညာသမုဒ္ဒရာကြီးသုံးမကုန်နိုင်တော့မြတ်စွာဘုရားဟောထားတဲ့ပေးထားတဲ့ပညာရက်ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာပိဋကတ်၃ပုံဆိုတာအလုံးကြားဘူးကြသုတ်ဝီနီပြီးတယ်မှာပိဋကတ်၃ပုံစာမျက်နှာ2000 3000လောက်အနေထားရှိတယ်အဲ့ထက်မှဟောထားတဲ့ပညာရက်တွေအမတန်မှများအမတန်မှစုံတယ်လောကီပညာတွေလည်းပါတယ်လူမှုဆက်ဆံရေးပညာတွေလည်းပါတယ်စီးပွားရေးပညာတွေလည်းပါတယ်နိုင်ငံရေးပညာတွေလည်းပါအကုန်ပါတယ်ဒီလိုဟုတ်ကဲ့ပညာဆိုတာပဲပညာပဲဖြစ်ဖြစ်ပညာဆိုတာချက်စားဖို့မဟုတ်ဘူးစဉ်းစားတတ်ဖို့ပဲခွဲခွဲခြားခြားသိတတ်ဖို့ပဲပညာဆိုတာကဟုတ်ကဲ့အေးဒါကြောင့်မလို့ပညာခွန်အားကိုမိမိတို့တဏ္ဍာမှာမရှိသေးရင်ရှိအောင်လုပ်ရှိလာပြီဆိုရင်အဲ့ဒီပညာခွန်အားရှိလာပြီဆိုရင်ခုနကပြောရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်တယ်လို့မှတ်ပါနောက်တစ်ခုရှိရမယ့်အားကဝီရိယအားပြင်းနေလို့တော့ဘာမှမဖြစ်ဘူးကြိုးပမ်းအထောက်မှုရှိရမယ်ဟုတ်ကဲ့
စီးပွားရှာတဲ့နေရာမှာလည်းပဲဝီရိယရှိရတာပဲပညာရှာတဲ့နေရာမှာလည်းဝီရိယရှိရဒီနေရာမြတ်စွာဘုရားဆိုလိုတာကတော့ဓမ္မနဲ့ပတ်သက်ပြီးတော့ဘာတုံးဆိုရင်ဝီရိယအားဆိုတာဘာတုံးဆိုရင်ကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်တွေအကုသိုလ်စိတ်တွေဝင်လာလို့ရှိရင်တွန့်ထုတ်ဖို့ကြိုးစားရတဲ့ဒါတစ်ခုဟုတ်ကဲ့ဒီတဲ့ရှင်းရှင်းပြောရလို့ရှိရင်အိမ်မှာမိသားစုအချင်းချင်းရံဖြစ်ပြီးစိတ်ဆိုးရင်စိတ်ဆိုးတဲ့စိတ်ဒီအကုသိုလ်ပဲအဲ့ဒီစိတ်ဆိုးပြီးတယောက်တယောက်ရံဖြစ်နေတဲ့ဒီအကုသိုလ်စိတ်ကိုတွန့်ထုတ်နိုင်အောင်ကြိုးစားလူတွေကလူကိုသာအနိုင်ယူချင်တာကိုယ်စိတ်ကိုမနိုင်ကြဘူးဟုတ်ကဲ့ရံဖြစ်လို့ရှိရင်လူကိုရရမှာမဟုတ်ဘူးရံဖြစ်တဲ့စိတ်ကိုရရမှာဘာဖြစ်လို့တော့ဆိုရင်လူလေးမတဲ့တဲ့အချိန်ကျတာပြောတယ်တဲ့ပြီဆိုလို့ရှိရင်အမလီပြုံးနေကြဟုတ်တယ်မဟုတ်နိုင်ငံခြားလူတွေသားဆိုးသေးတယ်အမလီတယောက်နဲ့တယောက်အဆင်ပြေနေပြီဆိုရင်စိတ်ဆိုးပြီဆိုရင်ဘာလို့တော့ဆိုရင် bloody hell နော်ဆဲတယ်တယောက်နဲ့တယောက်ဆဲပြေးသွားပြီဆိုတာနဲ့တပြိုင်နက် sweetie တဲ့ honey တဲ့ဖြစ်ကုန်တယ် dear နဲ့ဖြစ်ကုန်တယ်ဟုတ်ကဲ့အေးလောကလူတွေဟာဒီဒေါသဖြစ်လာပြီဆိုလို့ရှိရင်မပြောသင့်နဲ့မထွက်ထိုက်တဲ့စကားလုံးတွေပါးစပ်ကထွက်ကုန်ဒေါသကြောင့်အဲ့တော့ဘသူကိုကိုယ်ကနိုင်အောင်ကြိုးစားမှာလို့ဆိုရင်ကိုယ်စိတ်ထဲမှာဖြစ်တဲ့ဒေါသကိုနိုင်အောင်မကြိုးစားသင့်ဘူးလားအေးဒေါသကိုတော့နိုင်အောင်မကြိုးစားဘဲနဲ့လူကိုသွားနိုင်အောင်ကြိုးစားနေတာမှားနေတယ်ဟုတ်ကဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဝီရိယစွမ်းအားဝီရိယခွန်အားဆိုတာတဲ့ကိုယ်စိတ်ထဲမှာမကောင်းတဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်တွန်းထုတ်ဖယ်ရှားနိုင်ဖို့ကြိုးစားပါတဲ့ဒါအရေးကြီးတယ်ဟုတ်ကဲ့နောက်ကုသိုလ်စိတ်တွေကောင်းတဲ့စိတ်တွေကိုယ်တဏ္ဍာမှာမဖြစ်သေးဘူးဆိုမဖြစ်အောင်ကြိုးစားပါအဲ့ဒါကိုပဲမဂ္ဂင်၈ပါးထဲမှာတမ္မာဝါယာမလို့ခေါ်တာပဲ right effort မှန်ကန်စွာကြိုးစားအထောက်အဲ့ဒါကိုအကျယ်ချဲလိုက်လို့ရှိရင်၄မျိုးရှိတယ်အဲ့ဒါကိုတမ္ပပဒံ၄မျိုးလို့ခေါ်တယ်မှန်ကန်စွာအထောက်မှုက၄မျိုးတဲ့ဘာ၄မျိုးတော့ဆိုရင်ဒါလက်တွေ့လုပ်ကြည့်အကုသိုလ်မဖြစ်သေးရင်မဖြစ်အောင်ဆုပ်ပိတ်တာဒါတစ်ခုဟုတ်ကဲ့မဖြစ်စေနဲ့မျက်စိကကြည့်ပြီးတော့လဲအကုသိုလ်မဖြစ်စေနဲ့နားကနားထောင်ပြီးတော့လဲအကုသိုလ်မဖြစ်စေနဲ့နှာခေါင်းကနမ်းရှုပ်ပြီးတော့လဲအကုသိုလ်မဖြစ်စေနဲ့လျှာနဲ့လျက်ပြီးတော့လဲအကုသိုလ်မဖြစ်စေနဲ့ခန္ဓာကိုယ်ကထိပြီးတော့လဲအကုသိုလ်မဖြစ်စေနဲ့စိတ်ထဲကကြံတွေးပြီးတော့လဲအကုသိုလ်မဖြစ်စေမဖြစ်အောင်ဆုပ်ပိတ်တာလုံလဝိရိယတစ်ခုပဲဟုတ်ကဲ့အေးမဖြစ်အောင်ဆုပ်ပိတ်နံပါတ်1ကဲဆုပ်ပိတ်လို့မရဘူးအကုသိုလ်ကပေါ်လာတယ်ဆိုပါစို့တယောက်နဲ့တယောက်ခံမသိလို့စိတ်ဆိုးစရာကျုံလာပြီဆိုရင်မဆိုးအောင်ဆုပ်ပိတ်မဆိုးခင်ကမဆိုးအောင်စိတ်မဆိုးမိအောင်ဆုပ်ပိတ်ရမယ်ဟုတ်ကဲ့ကြိုးစားအကယ်၍မတတ်နိုင်လို့စိတ်ကဆိုးမိသွားပြီဆိုလို့ရှိရင်ဖယ်ရှားဖို့ကြိုးစားတယ်ဟောဒါလည်းကြိုးစားတာပဲဟုတ်ကဲ့တူမေတ္တာမထားနိုင်သေးလို့ရှိရင်မေတ္တာထားနိုင်အောင်ကြိုးစားထားတဲ့မေတ္တာကိုကြီးပွားအောင်ကြိုးစားဆိုဘယ်နှခုတော့၄ခုအဲ့ဒါကိုတမ္ပပဒံတရား၄ပါးလို့ခေါ်တာတခြားကြိုးစားမှုတွေကိုပြောတာမဟုတ်ဘူးဒါကြောင့်မို့ဝီရိယဗလဝီရိယခွန်အားဆိုဒီမှာမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရအောင်ဆုပ်ပိတ်ထားခြင်းဖြစ်ပြီးသားဖြစ်လာတဲ့အကုသိုလ်တွေကိုလည်းဖယ်ရှားပြစ်နိုင်ဖို့ကြိုးစားခြင်းမဖြစ်သေးတဲ့ကုသိုလ်စိတ်တွေစိတ်ကောင်းတွေကိုယ်တဏ္ဍာမှာဖြစ်အောင်တည်ဆောက်ပေးခြင်းဖြစ်လာပြီးတဲ့နောက်ကြီးထွားလာအောင်ကြိုးစားခြင်းဟုတ်ကဲ့အဲ့ဒီ၄ပါးကြိုးစားလို့ရှိရင်ဟောဝီရိယဗလလို့ဆိုခေါ်တဲ့ဝီရိယခွန်အားတွေကိုယ်တဏ္ဍာမှာပြည့်လာမှာပဲဒါမပြည့်အောင်လုပ်ရနော်အဲ့ဒီဝီရိယခွန်အားတွေနဲ့ဆိုလို့ရှိရင်ခုနပြောတဲ့အခက်ခဲတွေအလုံးကျော်လွှားသွားနိုင်တယ်ဒီအင်အားတစ်ခုရပြန်ဟောနောက်ထပ်လိုအပ်တဲ့အင်အားတစ်ခုကဘာလို့ဆိုရင်အနဝိဇ္ဇဗလအပြစ်ကင်းတဲ့ခွန်အားလောကမှာအပြစ်ကင်းတာလဲခွန်အားတစ်ခုပဲလူဟာလေအပြစ်ကင်းနေလို့ရှိရင်တစ်မျိုးအပြစ်ရှိရင်တစ်မျိုးမဖြစ်ဘူးလားအပြစ်ရှိနေတဲ့လူကအလိုလိုအားနေသွားဘာဖြစ်လို့လဲဆိုသူကသူအပြစ်ရှိနေတာသိတာအဲ့တော့အပြစ်ရှိတယ်ဆိုတာဘာတော့စိတ်ထဲကကြံတွေးတဲ့အပြစ်ရှိတယ်မနောကနှုတ်ကပြောတဲ့အပြစ်ဝစီက
ကိုတိလက်ရောက်လုပ်တဲ့ကာယကံအပြစ်ဟောအပြစ်၃မျိုးရှိတယ်အပြစ်မကင်းတဲ့မနောကံအပြစ်မကင်းတဲ့မနောကံဆိုတာဘယ်လိုဟာပြောတာလဲဆိုရင်ကြည့်စိတ်ထဲကဖြစ်ရုံနဲ့အကုသိုလ်ဖြစ်တယ်ဟာအဘိဇ္ဇာတဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အတွေ့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့အတွေ့အထိအဘိဇ္ဇာလို့ခေါ်တယ်အဲ့ဒီအတွေ့အထိပဲနဲ့အကုသိုလ်ဖြစ်သွားပြီသူ့မှာပါဇက်ကထုတ်မပြောနဲ့လက်ကတခုမှမလုံးနဲ့အောင်ဟောတာမနောကံဖြစ်သွားပြီမနောကံဖြစ်သွားရင်စိတ်အစဉ်ထဲမှာ तू ကကိန်းသွားပြီးတော့တတ္တိတစ်ခုရသွားမကောင်းတဲ့အကျိုးပေးနိုင်တယ်ဒါထို့တူပဲနောက်တစ်ခုကဗျာပါဒအေးဒီလူပျက်စီးသွားရင်ကောင်းပါပဲဒီလူဒုက္ခရောက်သွားရင်ကောင်းပါပဲပျက်စီးသွားပါစေဒုက္ခရောက်သွားပါစေဆိုတဲ့ဒေါသနဲ့တွေးတဲ့အတွေးကိုဗျာပါဒလို့ခေါ်တယ်အဲ့ဒီအတွေးမျိုးတွေးမိပြီဆိုရင်အပြစ်ရှိသွားပြီတဲ့မကောင်းတဲ့စိတ်တွေသူ့တဏ္ဍာမှာ accumulate ဖြစ်သွားတယ်ခေါ်ဟုတ်ကဲ့အေးဒါကလည်းအကုသိုလ်မနောကံတစ်ခုပဲမတွေးကောင်းတဲ့တစ်ခုနောက်တစ်ခုကရင်ရင်လေးပါတော့ကံကံရဲ့အကျိုးမယုံကြည်တာကံကံရဲ့အကျိုးလက်မခံတာအဲ့ဒါကိုမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်မှားရွံ့တဲ့အမြင်မှန်ကန်တဲ့အမြင်ဆိုတာတခြားပြောတာမဟုတ်ဘူးကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကိုလှုပ်တာကိုနဲ့ပဲသက်ဆိုင်တယ်လို့လက်ခံလို့ရှိရင်ဒါတမ္မာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးဘာဖြစ်လို့တော့တချို့မျက်စိလဲပြီးတော့ပြောတယ်လေအေးမကောင်းတာလုပ်တဲ့လူလည်းကြီးပွားတာကောင်းတာလုပ်ရတဲ့ဆင်းရဲနေတယ်ကံဆိုတာမရှိပါဘူးဆိုဟောမှားရင်းတဲ့အမြင်တစ်ခုယူလိုက်နော်တကယ်ကတော့ကံဆိုဒီမှာကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စေတနာတွန်းအားလေးကိုခေါ်တာအဲ့ဒီတွန်းအားလေးဒီချက်ချင်းအကျိုးပေးတာမဟုတ်ဘူးတရက်ပင်ဒီကနေ့စိုက်ဒီကနေ့ပွင့်ပြီးဒီကနေ့သီးတာဟုတ်ကလားမဟုတ်ဘူးကံတရားကလည်းပဲထို့တူပဲဒီကနေ့လို့ဒီကနေ့ဖြစ်လာတာမဟုတ်ဘူးဩမကောင်းတာတွေလုပ်ပြီးဒီဘဝကြီးပွားနေတယ်ဆိုရင်အတိတ်ဘဝသူကောင်းတာတွေလုပ်ခဲ့တယ်အဲ့ဒါတွေကနေပြီးအကျိုးပေးနေတာကိုကခုမှကောင်းတာလုပ်နေတယ်အတိတ်ဘဝကိုကမကောင်းတာတွေလုပ်ခဲ့တယ်မကောင်းတာတွေကကိုယ်အကျိုးပေးနေတာမြတ်စွာဘုရားကကမ္မနဲ့ပတ်သက်ပြီး the law of ကမ္မသူကပြောင်းလဲလို့မရတဲ့သဘာဝတရားတစ်ခုပဲအကုသိုလ်ကံကကောင်းကျိုးပေးတယ်ဆိုတာလုံးဝမရှိဘူးကုသိုလ်ကံကမကောင်းကျိုးပေးတယ်ဆိုတာလည်းလုံးဝမရှိဘူးဒါကတော့ချင်းတယ်လေဒါဘာလို့ဆို natural law ပဲဒါကဟုတ်ကဲ့အေးကုသိုလ်လုပ်ရတဲ့အကုသိုလ်မကောင်းကျိုးတွေရနေတယ်ဆိုတာအတိတ်ဘဝအကုသိုလ်ကံရဲ့အကျိုးခံနေရတာအကုသိုလ်လုပ်ရတဲ့ကောင်းကျိုးတွေရနေတယ်ဆိုတာလည်းအတိတ်ဘဝကတခြားအကြောင်းကြောင့်ဖြစ်နေတာဟုတ်ကဲ့အဲ့ဒါကံကိုလည်းမျက်စိမလဲမိစေတယ်နော်တချို့ကခိုးဆိုတိုက်ခိုက်ပြီးတော့တကယ်လူမိုက်သေးသွားတဲ့အခါလူပြန်ဖြစ်လာတယ်ဟာဒီကောင်ဆိုးလိုက်တဲ့ကောင်အခုသေးတော့လူပြန်ဖြစ်နေပါလားဟောကံကိုမျက်စိလဲကြတယ်နော်ဩသေကံဒီမှာ तू ကုသိုလ်ကံအတိတ်ကလုပ်ခဲ့တဲ့ကုသိုလ်ကံလေးတစ်ခုကနေ तू ကယ်ပြီးလူပြန်ဖြစ်တာဆိုးတာတွေကလာအောင်မှနောက်ဟုတ်ကဲ့ကံဆိုတာကလူတွေရဲ့တဏ္ဍာမှာမြောက်များစွာရှိတယ်ထီဖွင့်တာမြင်ဘူးလားဘောလုံးလေးတွေကိုကနန်းတက်ပြီးတော့ဘောလုံးလေးတွေကိုစက်ထဲထည့်ပြီးတော့လှည့်လိုက်တဲ့အခါအပေါက်ကလေးရဲ့တစ်ပေါက်ထဲထည့်ထားတာနော်အဲ့ဒီထဲကဘယ်ကနန်းထွက်မယ်လို့ဘယ်သူပြောလို့ရမရဘူးလူတွေမှာလည်းပဲကံတရားတွေကမြောက်များစွာရှိတော့ဘယ်ကံကနေထွက်ပေါက်ရောက်လာမယ်ဆိုမသိဘူးမသိသည့်အတွက်ကြောင့်ကောင်းတဲ့ကံကထွက်ပေါက်ရသွားရင်ကောင်းတဲ့ဘဝရောက်သွားမကောင်းတဲ့ကံကထွက်ပေါက်ရသွားရင်မကောင်းတဲ့ဘဝရောက်သွားပြန်ဟုတ်ကဲ့တေခန္ဒီမှာလူတွေမှာတေခန္ဒီမှာအာယုံထင်တာပေါ်မှာမူတည်တယ်မကောင်းတဲ့အာယုံတွေထင်ပြီးသေသွားလို့ရှိရင်မကောင်းတဲ့ဘဝရောက်သွားတယ်ကောင်းတဲ့အာယုံတွေနဲ့သေသွားလို့ရှိရင်ကောင်းတဲ့ဘဝရောက်တယ်ဒါကထွက်ပေါက်နဲ့ကြည့်ပြီးပြောတာနော်အေးဒါကြောင့်မလို့တမ္မာဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်ကုသိုလ်ကံအကုသိုလ်ကံဆိုတာရှိတယ်ကုသိုလ်ကံလုပ်ရင်ကောင်းတဲ့အကျိုးရတယ်အကုသိုလ်ကံမကောင်းတဲ့အကျိုးပေးတယ်ဘာပဲလှုပ်လို့ကိုလှုပ်တာကိုနဲ့ဆိုင်တယ်လို့ဒီလိုမြင်တာတမ္မာဒိဋ္ဌိတဲ့ကံကံရဲ့အကျိုးကိုညှင်းပယ်ပြီးဆိုရင်မိစ္ဆာဒိဋ္ဌိအဲ့ဒါမနောကံလို့ခေါ်တယ်အဲ့ဒီအတွေးတွေဟာအပြစ်ရှိတဲ့အတွေးတဲ့နော်အဲ့ဒီအတွေးတွေတွေးမိနေလို့ရှိရင်အပြစ်ရှိနေအပြစ်ရှိနေပြီဆိုရင်အနဝိဇ္ဇဗလအပြစ်ကင်းတဲ့ခွန်အားရှိပါမလားသူမရှိတော့ဘူးထို့တူပဲကာယကံနဲ့ပတ်သက်လာပြီးတော့အပြစ်ကင်းရမယ်
အပြစ်ကင်းတယ်ဆိုတာသူများတဲ့တတ်တာမျိုးမရှိဘူးသူများဥစ္စာခိုးတာမရှိဘူးသူတော်သားများပြစ်မှားတာမရှိဘူးဒီကာယဒုစရိုက်၃ပါးကိုမပြုကျင့်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကအပြစ်ကင်းတယ်သူလှုပ်တဲ့လှုပ်ရဟာအပြစ်ကင်းနေတယ်လို့ပြောရတယ်နော်ကဲနှုတ်နဲ့ပတ်သက်ပြီးအပြစ်ကင်းတာပါတော့ဆိုဒီလူကမလိမ်တတ်ဘူးမတည့်တဲ့လူတွေလူအချင်းချင်းမတည့်အောင်ခုံးမတိုက်ဘူးနော်ဘယ်သူကမှမဆဲတတ်ဘူးအကျိုးမရှိတဲ့စကားတွေတောင်းစင်ရေမရရှောက်မပြောဘူးဟောနှုတ်နဲ့ပတ်သက်ပြီးတော့လည်းသူအပြစ်ကင်းနေတယ်နော်အဲ့တော့စိတ်နဲ့ပတ်သက်ပြီးအပြစ်ကင်းတယ်နှုတ်နဲ့ပတ်သက်ပြီးအပြစ်ကင်းတယ်ကိုယ်ထိလျောက်နဲ့ပတ်သက်ပြီးအပြစ်ကင်းတယ်ဆိုတော့ကာယကံဝစီကံမနောကံသုံးခုစလုံးအပြစ်ကင်းနေတာဟာအနဝိဇ္ဇဗလာလို့ခေါ်တယ်ဟုတ်ကဲ့အဲ့ဒီအနဝိဇ္ဇဗလာဆိုအပြစ်ကင်းတာဟာအင်အားတရပဲအင်အားတရပဲအဲ့ဒီအပြစ်ကင်းနေတဲ့အင်အားနဲ့ပြည့်စုံတဲ့ခွန်အားရှိလာတဲ့ပုဂ္ဂိုလ်တရားမှာခုနပြောတဲ့အခက်အခဲတွေကျော်လွှားနိုင်ပါတယ်တဲ့မြတ်စွာဘုရားဒီလိုခေါ်တာနော်ကဲနောက်တစ်ခုရှိရမယ့်ခွန်အားကဘာလို့ဆိုသင်္ခါဟကဗလလို့ခေါ်တယ်စီယုံရေးအင်အားလူဆိုတာ society နဲ့နေတာနော် society ဆိုတာဘာတော့လူရဲ့အသင်းအဖွဲ့တွေနဲ့နေတာနောက်ဆုံးမှမိသားစုနဲ့မနေဘူးလားအနည်းဆုံးဇနီးမောင်နှံ2ယောက်ဒါဟုတ်ကဲ့သားသမီးတွေရှိရင်သားသမီးတွေသူ့ဘက်အမေဖေကိုယ့်ဘက်အမေဖေဟုတ်လား society နဲ့နေတယ်အဲ့ဒါလို့ society နဲ့လူဆိုတာအသင်းအဖွဲ့နဲ့အုပ်စုနဲ့နေတာဖြစ်သောကြောင့်ဒီလှုပ်ဆောင်ရမယ့်အချက်တွေရှိတယ်။ဘာတွေလှုပ်ဆောင်ရမလဲလို့ဆိုလို့ရှိရင်စီယုံရေးလုပ်ငန်းစီယုံရေးဆိုတာ organizer ပေါ့ organization လုပ်တာကိုပြောတာနော်လူတွေမှာအကောင်းဆုံးစီယုံမှု၄ခုရှိတယ်ဒါကိုစာပေကသင်္ဃဝတ္ထုတရား၄ပါးလို့စုစည်းတာအခုဆိုတရားပွဲကျင်းပတယ်ဆိုတာအဖွဲ့တွေမရှိဘူးလားအေးမိသားစုတွေစုပြီးတော့ညီညီညွတ်ညွတ်နှိုင်းရှင်စုဖွဲ့ပြီးတဲ့အခါညီညီညွတ်ညွတ်တိုင်ပင်ပြီးတော့လှုပ်လို့တရားပွဲဖြစ်တာမဟုတ်လားအေးအဲ့ဒါလည်းပဲ organization ဆိုတာသိအရေးကြီးတယ်အဲ့ဒီ organization လုပ်တဲ့အခါမှာတဲ့သင်္ဃာကဗလဆိုတာဘာတော့ဆိုနံပါတ်1ကဒါနတယောက်တယောက်ပေးတာကျွေးတာဒါနရှိရတယ်လက်ဆောင်ပေးတာအစပါနော်ပေးတာကမ်းတာဟိုအလှတန်းကြီးလှုပ်တာပြောတာမဟုတ်ဘူးနော်ကိုယ်အိမ်စားစရာရှင်သူများပေးတယ်ဟုတ်လားအိမ်သားနေချင်းတွေကိုပေးတယ်ကျွေးတယ်ဟောတော့ပေးကမ်းခြင်းဟာဒါနကိုယ် society ထဲမှာဆိုပေးရဇနီးမောင်နှံချင်းချင်းလေဟုတ်လားကောင်းတာလေးတွေ့လာလို့ရှိရင်ဝဲလာတယ်ပေးတယ်လက်ဆောင်ပေးဒီလိုပေးရပေးတဲ့အခါဘာလို့လို့ဆိုတယောက်နဲ့တယောက်မေတ္တာနှောင်ကြိုးတဲပြီးသားဖြစ်သွားတယ်ပေးကမ်းခြင်းသည်အောင်မြင်ရာအိဆိုတာမရှိဘူးအေးဒါကြောင့်မို့ဒါနဆိုတာပေးတာကမ်းတာအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်တစ်ခုပဲတဲ့ဟုတ်ကဲ့နောက်တစ်ခုကဘာလို့ဆိုပေယဝိဇ္ဇစကားပြောလို့ရှိရင်ကျင်နာတဲ့စကားမျိုးပြောရမယ်မေတ္တာသက်ဝင်တဲ့စကားမျိုးပြောရမယ်ရရပြပြမပြောရဘူးဒါလည်းစီယုံရေးတစ်ခုပဲဟုတ်ကဲ့ပေယဝိဇ္ဇကျင်နာတဲ့စကားမျိုးပြောတာဟာစီယုံရေးအတွက်တဝိနဲ့တဝိမေတ္တာသက်ဝင်မှုအတွက်ဖြစ်တယ်တဲ့ဟောနောက်တစ်ခုကဘာတော့အဋ္ဌစရိယသူ့မှာအလုပ်ရှိတယ်ကိုယ်မှာအလုပ်ရှိတယ်ဝိုင်းဝန်းကူညာပြီးသူကိစ္စဆောင်ရွက်ပေးတယ်ကိုယ်ကိစ္စဆောင်ရွက်ပေးတယ်အဲ့ဒါလည်းပဲစီယုံရေးအတွက်အကောင်းဆုံးတစ်ခုပဲတဲ့ဟုတ်ကဲ့နောက်တစ်ခုကတော့တမာနတ္တတာကိုယ်နဲ့ဓာတ်လူထားပြီးတော့ဆက်ဆံကိုယ်နဲ့ဓာတ်လူထားရမယ်လူဆိုတာကိုအထင်သေးလာလို့ရှိရင်မခံနိုင်ဘူးလေပိုက်ဆံရှိသည်ပိုက်ဆံရှိတဲ့လူကပိုက်ဆံမရှိတဲ့လူကိုအထင်သေးဆက်ဆံရင်ဟိုလူကကျင့်တတ်ပါမလားမကျင့်တတ်ဘူးအဲ့တော့လူကိုဓာတ်လူထားပြီးတော့ဆက်ဆံနိုင်ရမယ်တဲ့ဒါစီယုံရေးအတွက်အမတန်အရေးကြီးတဲ့သင်္ဃဝတ္ထုတရား၄ပါးလို့ခေါ်တယ်မြတ်စွာဘုရားဒီသင်္ဃဝတ္ထုတရား၄ပါးရဲ့စွမ်းအားကိုဘယ်လောက်ထိဟောထားတော့ဆိုဟောဒီဒါနပိကန္နာတို့ပယဝိဇ္ဇချူချူသာသာပြောတာတို့အဋ္ဌစရိယအကျိုးဆောင်ရွက်ပေးတာတို့တမဏတ္တတာဓာတ်လူထားတယ်ဆိုတဲ့ဒီအနေထားမျိုးတွေပြက်ပြားသွားလို့ရှိရင်တဲ့မိဘကတောင်သာသမီကျေစုမခံစားရဘူးသာသမီကလည်းမိဘဆရာဘာမှရမှာမဟုတ်ဘူးတဲ့ဟုတ်ကဲ့မေတ္တာပြတ်တတ်တယ်တဲ့ဒါကြောင့်ဒီ၄ခုကသိအရေးကြီးတယ်လို့ပြောတယ်နော်အဲ့ဒီထဲမှာ
အကောင်းဆုံးဌာနတစ်ခုကိုပြောပါပေးတာကမ်းတာကဥမာပဲရိုးနေပြီကိုရှိတဲ့ပစ္စည်းပေးတယ်လက်ဆောင်ပေးတယ်တခုလက်ဆောင်ပေးတယ်ဆိုတာဒါပစ္စည်းကိုပေးတာအကောင်းဆုံးပေးဖို့ဘာလို့ဆိုရင်ဓမ္မဒါနတရားကိုလှူပေးပါလို့ဆိုတယ်နော်နောက်တစ်ခုပေယဝိဇ္ဇကျင်နာတဲ့စကားကိုပြောပါလို့ဆိုတဲ့ထဲမှာအကောင်းဆုံးကြတော့ဘာလို့ဆိုရင်တရားဓမ္မဟောပြောတာအကောင်းဆုံးပဲတဲ့ပညာပေးဟောပြောမှုပေါ့နော်အဲ့ဒါလို့ဟောပြောတာကပို့ပြီးတော့အကောင်းတယ်အထစရိယာသူများအကျိုးကိုဆောင်ရွက်တယ်ဆိုတဲ့နေရာမှာတဲ့ပညာမရှိသေးတဲ့လူပညာရှိလောင်လုပ်ပေးတယ်ကိုချင်းတရားနှိမ့်ကြနေသေးလို့ရှိရင်ကိုချင်းတရားရှိလောင်လုပ်ပေးတယ်ကံကံရဲ့အကျိုးယုံကြည်မှုမရှိဘူးတရားစွမ်းအားတွေနည်းနေရင်တရားစွမ်းအားတွေထက်လာအောင်လုပ်ပေးတယ်လူချင်းတန်းကျင်မရှိတဲ့ပုဂ္ဂိုလ်လူချင်းတန်းကျင်စိတ်ဖြစ်လာအောင်လုပ်ပေးတယ်ဟုတ်လားအဲ့ဒါလို့ဆောင်ရွက်ပေးတာဒီပဲနဲ့ပို့ပြီးတော့မြတ်မြတ်တယ်တမဏတ္တတာဆိုတာကိုချင်းတရားရှိတယ်လို့သူ့လည်းကိုချင်းတရားရှိလာအောင်လုပ်ပေးတယ်နောက်ဆုံးကြတော့အဆင့်မြင့်ပြောမယ်ဆိုရင်ကိုကသောတာပန်ဖြစ်နေရင်သူ့လည်းသောတာပန်ဖြစ်အောင်ကိုကတဂရကံဆိုရင်သူ့လည်းတဂရကံဖြစ်အောင်ကိုကအနာကံဆိုသူ့လည်းအနာကံဖြစ်အောင်ကိုကယဟနာဆိုလည်းဒါအမြင့်ဆုံးကိုပြောတာနော်ကောင်းတဲ့အရေးချင်းတွေနဲ့ပတ်သက်ပြီးကိုနဲ့ဓာတ်တူဖြစ်လာအောင်လောက်ကဆောင်ရွက်ပေးတာမှန်သမျှဟာဒါတမဏတ္တလို့ခေါ်တယ်အဲ့ဒီလိုစုစည်းမှုသင်္ဃဝတ္ထုတရားဒီ၄ချက်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တဲ့စီယုံရေးအင်အားသူ့မှာအပြည့်ရှိပါတယ်ဟုတ်ကဲ့အဲ့ဒီစီယုံရေးအင်အားအပြည့်ရှိပြီဆိုလို့ရှိရင်ခုနပြောတဲ့အခက်အခဲတွေအလုံးကျော်လွှားသွားနိုင်တယ်အေးဒီအင်အားရှိမှအခက်အခဲများကိုကျော်လွှားနိုင်သည်ဆိုရှိရမယ့်အင်အားတွေမှတ်မိပြီနော်ပညာဗလပညာခွန်အားရှိရမယ်ဝိရိယဗလဝိရိယခွန်အားရှိရမယ်အနဝိဇ္ဇဗလအပြစ်ကင်းမှုခွန်အားရှိရမယ်သင်္ဃဟကဗလစီယုံရေးခွန်အားရှိရမယ်အဲ့ဒီခွန်အား၄မျိုးကိုယ်တဏ္ဍာမှာပြည့်ဝလာပြီဆိုလို့ရှိရင်အခက်ခဲ၅မျိုးကိုကျော်လွှားနိုင်တယ်အခက်ခဲ၅မျိုးကဘာတော့အသက်မွေးမှုအခက်ခဲနာမည်ပြတ်တဲ့အခက်ခဲလူကြားတဲ့မတိုးရဲတဲ့အခက်ခဲသေရတဲ့အခက်ခဲသေပြီးတဲ့နောက်မကောင်းတဲ့ဘဝရောက်နိုင်တဲ့အခက်ခဲဟုတ်ကဲ့လားအဲ့ဓာတွေကိုကျော်လွှားနိုင်ဖို့ဒီအင်အားလေးရပ်ကိုပြည့်စုံအောင်ကြိုးစားအထောက်ကြမှာလို့ဘုရားမြတ်စွာကဗယသုတ်တံအင်္ဂုတ္တရနိကေမှာဟောထားတာဖြစ်ပါတယ်အဲ့ဒီတရားကိုဒီကနေ့ဘုန်းကြီးတို့ရှင်းလင်းပြီးတော့ဟောကြားတာဖြစ်လို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားအတိုင်းဘဝတန်တရားမှာကြုံတွေ့ရတဲ့အခက်အခဲတွေကျော်လွှားနိုင်ဖို့အတွက်မိမိတို့တဏ္ဍာမှာအစင်ထာဝရဖြည့်တင်းထားရမယ့်အင်အားတွေကတော့အသိပညာအင်အားလုံလဝိရိယအင်အားအပြစ်ကင်းတဲ့အင်အားနဲ့စီယုံရေးအင်အားဒီအင်အား၄ရပ်ကိုယ်တဏ္ဍာမှာမရရောက်အောင်ဖြည့်တင်းရမယ်လို့ကိုစီသဘောကျပြီးအင်အားတွေကိုဖြည့်တင်းနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့အောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစင်းကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗေပူဇာညစ်နောက်ကိလေသာအစေတောက်ဟုသမျှတို့သည်သမုဟတပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်စင်တွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်
ဟွန်တုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘဝံကိလေသာဟုအပုခတ်သိမ့်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းသာ